ဟုတ်ကျမစပါးပင်နဲ့ပြားကုန်လိုက်မယ်မင်းမဲ့စပါးကင်းထဲမှာပေါက်နေတဲ့ဆင်ကိုမြက်မြေစာမြက်လက်သေးခွမြက်ပေါင်းတွေကိုရှင်းပေးပါဆိုပြီးနမှုနထာလာလောက်ထားလေအဲ့ဒါကြောင့်ငါကိုယ်တိုင်လာတာပဲအဲ့ဆိုရင်မဟာလူသားကြီးကဘလို့နည်းနဲ့ရှင်းပေးမှလဲငါကိုယ်တိုင်ဟာလို့နေနေမယ်ဟာအမလေးဟုတ်အဲ့ဆိုရင်ကျမစပါးပင်နဲ့ပြားကုန်မှာပေါ့ဟုတ်စပါးပင်နဲ့မပြားရနေမရှိဘူးလားဟမ်ဒါဆိုရင်တော့ဒုက္ခမဟာဖြန့်ချီတဲ့မဟာပေါင်းနိုင်တာဖြန့်တော့ပင်လုံးပြအာန်တီတင်ရှိတဲ့စပါးရွှေချဲပေါင်းသက်ဆေးဆင်ကိုမြက်မြေစာမြက်လက်သေးခွမြက်တွေကိုအထီးရောက်ဆုံးပေါင်းသက်ပေးနိုင်တယ်ယောကျေးဇူးပါဘယ်ရောက်သွားညပောင်းအလုံးဝေးဝေးပြေမဟာပေါင်းနိုင်လာပြီဟဲ့